Okay အားလုံးပဲမင်္ဂလာပါ Kick Off Talk MM ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ဆိုထက်ဆန်ပါမနေ့ညကရှင်မြန်ကစားသွားခဲ့တဲ့ Manchester United အသင်းနဲ့ Brighton အသင်းတို့ရဲ့ Premier League ပွဲပြီးသုံးသက်ချက်ကိုနှက်ဆက်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ 4-2 ဗျာUnited အနေနဲ့ Brighton အသင်းကို 4-2 ဆိုတဲ့ result နဲ့အနိုင်ရခဲ့တယ်ကျွန်တော်တို့ United အနေနဲ့ဗျာ Brighton အသင်းကိုဒီလိုမျိုးခြေသား9သားနဲ့အနိုင်မရခဲ့တာဘယ်နှစ်နှစ်တောင်ကြာခဲ့ပြီလဲပေါ့နော်ဆိုတော့ဒီနေ့မှာတော့ 4-2 ဆိုတဲ့ result နဲ့အနိုင်ရခဲ့တယ် Ruben Amorim လက်ထက် Premier League ပထမဆုံး3ပွဲဆက်တိုက်အနိုင်ကိုကျွန်တော်ဖန်တီးနိုင်ခဲ့ပြီပေါ့နော် Okay ဆိုတော့ပွဲကြောင်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပွဲချုပ်သတင်းစာရှင်းလင်းပွဲမှာ Ruben Amorim ပြောခဲ့တဲ့အတိုင်းပဲ Harry Maguire နဲ့ Mason Mount မပါလာခဲ့ဘူး Harry Maguire နေရာမှာလက်နိုင်ယူရိုဝင်ဆော့လာခဲ့သလိုမျိုး Mason Mount မပါဝင်နိုင်တဲ့အတွက်တိုက်ဆက်ပိုင်းမှာ Brian Mbeumo Matthias Cunha နဲ့ Benjamin Sesko တို့ပွဲထွက်လာတယ်ပေါ့ဆိုတော့ပွဲစပြီး15မိနစ်လောက်အထိ United ကဘယ်လိုဖြစ်ချင်လို့ဖြစ်ချင်နေမှမသိရကစားကွက်နဲ့ဆော့တယ်ပေါ့နော်အချိန်ဆက်မမိသေးဘူးအဲ့ချိန်မှာ Brighton အသင်းကသူ့အနေနဲ့ first touch ကောင်းကောင်းမြန်မြန်နဲ့ကျွန်တော်တို့ Manchester United အသင်းဘက်ကိုထိုးဖောက်ဖို့အတွက်အချိန်ချင်းစူးစမ်းခဲ့တယ်လို့စူးစမ်းနေပြီးတော့ပွဲချိန်မိနစ်20ကျော်လဲရောက်တော့ Matthias Cunha ရဲ့ကျွန်တော်တို့ area ပြင်ပနေပြီးတော့လှပတဲ့ကန်ချက်တကူနဲ့အတူတူဦးဆောင်ကိုရခဲ့တယ်ဒါက Matthias Cunha အတွက် United ကစားသမားဘဝပထမဆုံးသွင်းကိုဖြစ်ပါတယ်ဆိုတော့ Matthias Cunha အနေနဲ့အများကြီးပိုကောင်းတဲ့ကစားသမားဖြစ်လာဖို့ရှိတယ်ပေါ့နော်သူအနေနဲ့တရားဒီမှာစတိုက်ဆိုလို့ area အပြင်ဘက်ကနေပြီးတော့ဂိုးတွေတောက်လျှောက်ကန်သွင်းနေတယ်ဒါပေမဲ့ဒီနေ့တော့ဂိုးရသွားခဲ့ပြီပေါ့နော် Okay အဲ့ဒီကနေစပြီးတော့ United တို့ပုံစံကောင်းဆက်တိုက်ကျွန်တော်တို့ပြသနိုင်ခဲ့တယ်ပြသနိုင်ခဲ့ရနေပြီးတော့ပွဲချိန်မိနစ်30ကျော်မှာ Casemiro ရဲ့ကန်ချက်က deflection နဲ့အတူတူဂိုးဝင်သွားခဲ့ပြန်တယ်ဆိုတော့ United အသင်း 2-0 နဲ့အတူတူပွဲကိုဆက်လက်ပြီးတော့ဦးဆောင်နိုင်ခဲ့တယ်ပထမပိုင်းတစ်ပိုင်းလုံးကျွန်တော်တို့တော်တော်ကောင်းတဲ့ performance တခုကိုပြနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒုတိယပိုင်းရောက်ပြီးတော့လေ United အသင်းတွေနဲ့အကောင်းဆုံးပဲပြန်လဲပြီးတော့တုံ့ပြန်နိုင်ခဲ့တယ်တုံ့ပြန်နိုင်ခဲ့ရနေပြီးတော့မိနစ်60ကျော်မှာတော့ Brian Mbeumo ရဲ့ကျွန်တော်တို့တတိယမြောက်ဦးဆောင်ကိုတကူနဲ့အတူကျွန်တော်တို့အနိုင်သေးကြပြီလို့ကျွန်တော်တို့ထင်ခဲ့တယ်ပေါ့နော်ဆိုတော့ကစားသမားတွေလည်းအဲ့လိုထင်သွားတဲ့ပုံမှာပဲကစားသမားတွေအနေနဲ့ကျွန်တော်တို့အနည်းငယ်အာရုံစူးစိုက်မှုလျော့သွားခဲ့တယ်ပေါ့နော်။အဲဒီ Patrick Dorgu ဝင်လာတယ် Patrick Dorgu ရဲ့အမှားအနေနဲ့ကျွန်တော်တို့ free kick ပေးခဲ့ရတယ်။အဲဒီ free kick ကနေတဆင့် Danny Welbeck ကတော့ထုံးစံတိုင်းပဲ United နဲ့တွေ့ရင်အမြဲတမ်းသူ့ရဲ့ဂိုးသွင်းတတ်တဲ့ထုံးစံတိုင်းပဲ Danny Welbeck ကချီပါကိုသွင်းယူသွားခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာ United အသင်းတွေနဲ့ attacking threat လုံးဝပျောက်ဆုံးသွားခဲ့ပြီးတော့ Brighton အသင်းကစတိုက်ဆိုဖိအားပေးမှုတွေလုပ်လာခဲ့ပေါ့နော်။ဆိုတော့အချိန်ပိုအရောက်မှာတော့ကျွန်တော်တို့ထောင်းကန်ပေါ်ကနေတဆင့် Costulas ကနေပြီးတော့ဒုတိယမြောက်ခြေပါကိုတခုသွင်းယူသွားခဲ့တယ်အဲ့ချိန်မှာကျွန်တော်နှလုံးရောဂါရတော့တာပဲဆိုတော့ 3-0 နဲ့9နေရနေပြီးတော့ဒါ3-3ဖြစ်သွားခဲ့ရင်ဆိုတော့အတွေးနဲ့တော်တော်လေးကိုကျွန်တော်တို့နှလုံးရောဂါရခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော်တို့ပွဲကိုဆက်လက်ကန်ရနေပြီးတော့နာကျင်ချိန်ပို9မိနစ်လောက်အရောက်မှာတော့ Brian Mbeumo အနေနဲ့ Manchester United အသင်းတို့ကိုအနိုင်တေချာစေမဲ့စရုပ်ထမြောက်ဦးဆောင်ကိုသွင်းယူပေးသွားခဲ့တယ်ဆိုတော့အဲ့ဒီချိန်ကျမှပဲကျွန်တော်တို့လည်းတက်ပြင်းချနိုင်တော့တယ်ဗျအနိုင်ပေးကြပြီဆိုပြီးတော့ဆိုတော့ဒီနေ့နိုင်ပွဲအတွက်ကျွန်တော် Manchester United အသင်းအနေနဲ့ကတော့အမှတ်ပေးစရာမှာရှားကြီးအဆင့်4နေရာကိုတက်လှမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်ဒီနေ့ညကန်မဲ့ဘုံမောက်တို့ Spa တို့ပွဲစဉ်တွေမတိုင်ခင်မှာတော့ United အသင်းအနေနဲ့ top 4ကိုခဏလေးဝင်နိုင်ခဲ့ပြီပေါ့ဗျာBrighton အသင်းတွေကတော့ဒီနေ့ရှုံးပွဲအတွက်ကြောင့်မလို့အဆင့်73နေရာထိကိုဆင်းပေးလိုက်ရပြီပေါ့နော်ဒီနေရာမှာကျွန်တော်တို့အနေနဲ့မဖြစ်မနေချီးကျူးရမှာက Manchester United အသင်းနီးပြ Ruben Amorim နဲ့အသင်းလုံးပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဓိကအဖြစ် Captain Bruno Fernandes အနေနဲ့ဒီနေ့ပွဲမှာအင်မတန်ကောင်းတဲ့ performance ကိုပြနိုင်ခဲ့တယ်သူအနေနဲ့တပွဲလုံးမှာလောအားနှုန်းအကောင်းဆုံးလို့တောင်ပြောလို့ရတယ်အဲ့ဒါပြီးရင် Brian Mbeumo Benjamin Sesko Matthias Cunha တသင်းလုံးပြတော်တော်လေးကောင်းတဲ့ performance ကိုပြနိုင်ခဲ့တယ်ခံစားပိုင်းရဆိုလို့ရှိရင်လည်း Delete တို့တော်တော်ကောင်းကောင်းမွန်မွန်ကစားနိုင်ခဲ့တယ်ပေါ့နော်နောက်ကိုသမား San Elements နေနဲ့လည်းဒီနေ့ပွဲမှာတော်တော်အရေးကြီးတဲ့ save တွေကိုသူအနေနဲ့ပြုလုပ်နိုင်ခဲ့တယ် free kick မှာကိုပေးလိုက်ရတာတော့နည်းနည်းလေးကျွန်တော်တို့အားနည်းတယ်လို့ပြောလို့ရတယ်ဆိုပေမဲ့လည်းဒါမတက်နိုင်ပါဘူး Welbeck ကန်သွားတာကလည်းတော်တော်လေးကိုကောင်းတာလည်းပါပါတယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲအတွက်ကို Manchester United သင်းလုံးကိုကျွန်တော်တို့ချီးကျူးရပါလိမ့်မယ် Okay ဆိုတော့တလောက်ပါပဲနောက်နေ့တွေမှာလည်းဘောလုံးပွဲနဲ့ပတ်သက်တဲ့ကျွန်တော်ပွဲချုပ်သုံးသက်ချက်တွေပွဲပြီးသုံးသက်ချက်တွေနောက်တခြားစိတ်ဝင်စားစရာကောင်းတဲ့ content တွေနဲ့အတူတူပြန်လာခဲ့ပါအောင်မယ်အားလုံးပဲကျေးဇူးတင်ပါတယ်